အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်မိတ်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ TikTok ထဲမှာတချင်းအရှိနဲ့ကိုယ့်ရဲ့တပ်ပုံတစ်ပုံနဲ့တင်နေနီးကိုဒီနေ့ကျွန်တော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ TikTok တွေကနေသွားတင်မှာမဟုတ်ဘဲနဲ့အပြင်မှာရှိတဲ့ကျွန်တော်တို့ My File သို့မဟုတ် File Manager ပေါ့နော်အဲ့ထဲကနေပြီးတော့သွားတင်လို့ရမယ့်နည်းလေးကိုကျွန်တော်ဒီနေ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုက TikTok ဘက်မှာမရှိဘူးဒါပေမဲ့ TikTok ဘက်မှာတင်ခြင်းနဲ့တပ်ပုံလေးကြီးနဲ့တင်ခြင်းစိတ်လေးပေါ်လာလို့ရှိရင်ဒီတိုင်းလေးတင်လို့ရမှာဖြစ်ပါတယ်လွယ်တယ်မြန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့10မိနစ်မကျော်အောင်ခက်မြန်လေးသွားကြည့်မယ်ပေါ့နော် My files ကျွန်တော်ပထမတစ်ပုတ်တော့သွင်းလိုက်တယ်ပြောရင်နဲ့10မိနစ်ကျော်သွားတော့ TikTok တင်လို့မရတော့ internal storage 125.9 internal storage အဲ့တော့ဒီမှာကျွန်တော်ကတော့ internet storage ထဲပဲဝင်လိုက်တယ်ကျွန်တော်တို့ My File ပေါ့နော် Samsung ဆိုအဲ့မှာကျွန်တော်တပ်ပုံရှိရတဲ့ကိုကျွန်တော်သွားမယ် folder jan 1214 am AI code 2 folder jan 1412 AI code 2ဒီထဲမှာကျွန်တော်ခုနတင်မဲ့တပ်ပုံလေးကိုအစဉ်စဉ်ထည့်ပေးထားတယ် AI နဲ့ edit လုပ်တယ်ပေါ့နော်ဒီ TikTok ထဲမှာလည်းပြန်ပြီးအဖတ်တွေပါရေးထည့်လို့ရပါတယ်ဒါပြဿနာတော့မရှိဘူး 20,206 jan 141205 am 1.50 MB button on press .jpg jan 141205 am 1.50 MB ဒီ nice ဆိုရဲကျွန်တော်တပ်ပုံလေးတင်မယ်ဆိုတော့ဒီ nice ဆိုရဲဟာလေးကိုကျွန်တော်ဖိထားလိုက်တယ်ဖိထားလိုက်လို့ရှိရင်ဒီမှာအောက်မှာ share တို့ delete တို့ပေါ်လာပြီအဲဒါဆိုရင်ကျွန်တော် share ကိုလုပ်မယ် share နောက်တစ်ခုကကျွန်တော် more ဆိုတာလေးတက်ချနိုင်မယ် okay ဒါတော့ဒီ TikTok ဆိုတော့တွေ့အောင်ရှာပါတော့ဖုန်းတစ်လုံးနဲ့တစ်လုံးကမတူဘူးဆိုတော့ဒီလိုနောက်တစ်ဆင့်နှိပ်ချင်မှလည်းနှိပ်ရမှာပေါ့လေဘာပြော TikTok ကိုတော့တွေ့အောင်ရှာကြည့်လိုက်ပါ TikTok ဒီမှာကျွန်တော် TikTok တွေ့ပြီဆိုနှိပ်လိုက်ပြီ TikTok နှိပ်ပြီးစခဏလေးစောင့်နေပါနော်ဒီလိုလေးပေါ်လာလို့ရှိရင်ကျွန်တော်တို့ photo ကိုနှိပ်ပေးလိုက် photo button ဒီမှာ photo နှိပ်လိုက်မယ်အဲဆိုသူတချင်းလေးတစ်ပုံနဲ့ auto ကျလာလိမ့်မယ်ဒီဓာတ်ပုံနဲ့လိုက်တဲ့တချင်းလို့ပြောရမလားဒါမှမဟုတ်ကိုဖွင့်လက်ဆက်ရှိတဲ့တချင်းကြာမှာ oh FUG story FUG story FUG 213188108 okay ကျွန်တော် music ကို remove လုပ်လိုက်တယ်ပေါ့နော်နောက်ထပ်အသစ်ထည့်မှာမဟုတ်ဒီနေရာမှာပဲကျွန်တော်တို့တွေ့တဲ့အတိုင်းပေါ့နော် effect တွေပါထည့်လို့ရမယ်တခါလဲ size ပါရေးထည့်လို့ရမယ်ဒါကိုကနေကိုပြန်ပြီး edit လုပ်လို့ရတဲ့နေရာရောက်လာပြီပေါ့နော်ကျွန်တော်တော့မလုပ်တော့ဘူးကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တပ်ပုံ AI နဲ့ကျွန်တော်ပြင်ထားပြီးသားပေါ့နော်အပြင်မှာအဲ့တော့ကျွန်တော် music ထည့်ကိုဝင်မယ် next FUG music Possible favorites was one recent search. In my day, agent my middle 2426 post middle 104. ဒါကအခုဒီမှာပေါ်နေတယ်တော့လက်ရှိဒါကျွန်တော်ခုနဒီ TikTok မှာပေါ့နော်ကြည့်ထားခဲ့တဲ့ဟာလေးတွေအပေါ်ဆုံးမှာပေါ်နေတယ်ကျွန်တော်တို့အဲ့ဒါတွေလိုက်မရွေးတော့ကျွန်တော်ကိုကြိုက်တဲ့သချင်းလေးကိုဒီမှာ free rate တွေထည့်ထားတယ်အဲ့တော့ကျွန်တော် free rate ကိုနှိပ်လိုက်မယ်နော် Sign up search button. Recent. Sign of the horns. Favorite bottom sheet. Favorites plus 1. နော် free rate ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်အမှားဒါကျွန်တော်ကြိုက်လို့ရွေးထားတဲ့သချင်းလေးကြီးပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ခုရွေးလိုက်မယ် Thursday Algin phone middle dot 10 selected favorites. Mid-5 parse Thursday Algin. No talk Jose Totar Tal middle dot 37 post middle dot 100. ဒီတဲ့ချင်းလေးနော် Back button. Hit top. Text. ခက်မြန်လေးသွားလိုက်မယ်နော်10မိနစ်ကျော်သွားမှဆိုလို့ခုနလည်းအဲ့လိုပြိုင်နေ10မိနစ်ကျော်သွားဆိုတော့ Add a catchy title text box. တိုင်းတဲမှာကျွန်တော်တစ်ခုရေးလိုက်မယ် Shift. Shift enabled. Capital G. Capital G. Good. Space. Space good. L. D deleted. F. G. M. Delete. U deleted. C. Luke. J. Right in the No, line. no, Quick, that's open a the really Explorer good average. Text box. 9/90. Good luck text box. Editing add a catchy title. ဒါကျွန်တော်တို့အမြင်အောင်မသက်ဆွမ်းတဲ့သူတွေစာဘလို့ရိုက်လဲလို့မေးတဲ့သူတွေလည်းဒီမှာလမ်းကြောင်းခလုတ်တိုက်တခါလေးကြည့်တာပေါ့နော်ဒါကျွန်တော်စာရိုက်တာ Write in the long description can help get 3x more views on average. Text box. ဒီမှာကျွန်တော်ရေးပြီးသားစာအရှိရှိရပေါ့နော်ဒီနေရာမှာကစာအရှိထည့်ရမယ်အဲ့တော့ဒီကောင်ပေးချလိုက်မယ်စာအရှိရော Back online. All button. အဲ့တော့ဒီမှာ mention လေးပါတခါလေးခေါ်လိုက်မယ် TikTok. IOG Ion and Guthrie. Zoo Camp Composer Zoo dot Camp dot com. Original sound. Jam Studio M Jam Studio. Crystalline Lin Thursday Crystalline.lin. So talk was it? Oh,
TikTok. ဒါပြီ Good luck text box add a cat. Oh button. ဒီမှာ heart လေးပါခံလို့ရတယ် Mention button. Add button. The left. Add link. Everyone can public. I'm sparkling art. I'm CRT. ဒါကတော့ကျွန်တော်သူများစာယူတင်တာဆိုတော့ဒီ CRT လေးနဲ့ပဲခံလိုက်မယ်နော်ကျွန်တော်ရေးရမှာမဟုတ် 21 ပါဘူး post button. 1871 ကျွန်တော်ရေးပြီးသားပို့ကညနေတင်ပြီးသွားတော့လေသူများဟာပဲယူတင်ပြတာအဲ့တော့ဒီပို့ပဲနေလိုက်မယ်နော် Loading. TikTok. သူလုတ်တင်လောက်သွားပြီ New notification from TikTok uploading. 0%. TikTok. Upload progress. TikTok. Upload progress. Profile tag. အဲ့တော့ဒီမှာပြည့်ပြီဆိုရင်ကျွန်တော်တို့ profile tag ထဲပဲတစ်ချက်ဝင်လိုက်မယ်နော် Profile. ဒါဆိုရင်တော့ပြည့်သွားပြီဒီမှာကျွန်တော် profile နဲ့မှာသွားကြည့်မယ် B3V. Close button. Settings button. Your thoughts are visible for 24 hours. Close button. အဲ့တော့ဒီမှာ close နဲ့ပေးလိုက်မယ်နော်ဒါမလို့လေဟာ 0. ဒီမှာခုမှတင်လိုက်တာဆို0အောက်ကဟာ9အောက်ကလည်းကျွန်တော်ခုနတင်ထားတာပဲဒါပေမဲ့အောက်ကဟာနဲ့အထက်ကနဲ့အတူတူပဲဒါပေမဲ့ဒီပထမဆုံးပို့တော့ကျွန်တော်ပြန်ဖြတ်ရမှာပေါ့လေ 0. ဒါခုမှတင်လိုက်တဲ့ပို့ TikTok. Open photo Tuesday. ဒီကဘာကြီးတဲ့ရှိနေရင်လိုက်ပြီးလေရှာလို့တပ်ပြချင်ပါတယ် TikTok. 0. ဒါဆိုရင်တော့အဆင်ပြေမယ်ထင်ပါတယ်လို့ဒီနည်းလေးတိုင်းလည်းအသုံးပြုပြီးလိုက်လို့ကြည့်နိုင်ပါတယ်ကျွန်တော်ပြတော့နည်းနည်းလောရဲဆိုတာကျွန်တော်じゃ ACA ပြတတ်တဲ့အတိုင်းပဲအခုလောရဲဆိုတော့ TikTok က10မိနစ်ကျော်ရင်တင်လို့မရလို့ပါလို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာကြာမှပြောရှင်းနိုင်ကြပါစေ